cycling crew ရဲ့6ပတ်မြောက်ခရီးစဉ်ဖြစ်ပါတယ်ဒီနေ့သွားမဲ့အစီအစဉ်ကတော့ငါတို့တော့မှရှိတဲ့ကလီထော်ဆယ်နဲ့ဒီပါမြတောင်တော်ဖြစ်ပါတယ်လဲက9နာရီကျော်ထွက်လာပြီးအပေါ်ဝင်ပေါင်း15ရောက်ပါပါတယ်ဒီနေရာလေးကတော့ဇုံထဲကနေပြီးပန်းတပွင့်တောင်ကိုဖြတ်ထွက်တဲ့ခရိုင်ချင်းဆက်လမ်းလေးပါမနက်စာကိုတော့ကျွန်တော်တို့3လမ်းစုံမှာရှိတဲ့ရွှေတရိကန်မှာဒါဖြစ်ပါတယ်ကျွန်တော်တို့အသွားလမ်းကိုတော့ဘာကြံနေရှိတဲ့ရွာတွေပဲခြံဘက်ကိုရွေးလိုက်ပါတယ်အဲဒီကပဲကျွန်တော်တို့တွေသွားခဲ့ကြတာဖြစ်ပါတယ်ဒီနေရာလေးကတော့ဘာကြံလမ်းတွေကနေရာလေးပါပြီးခဲ့တဲ့တစ်ပတ်ကတော့ဒီလမ်းတွေကမိုးရွာလို့အချိန်ကြီးတော်တော်ဆိုးပါတယ်သွားမရဘူးတို့သိရတဲ့အတွက်ကြောင့်ကျွန်တော်တို့တစ်ပတ်နောက်ဆုတ်ပြီးသွားတာဖြစ်ပါတယ်တကယ်လို့သွားမယ်ဆိုလို့ရှိရင်လည်း3ရက်ကွက်လမ်းစုံမှာရှိတဲ့ကယ်ရီဆရာတွေကိုမေးပြီးသွားလို့ရပါတယ်ကျွန်တော်တို့ကတော့ကယ်ရီဆရာတွေကကျွန်တော်တို့အမြဲသွားနေတာလမ်းကောင်းတယ်ဆိုလို့ဒီလမ်းကိုရွေးပစ်တာပါလမ်းလည်းကောင်းပါတယ်သာရပါတယ်အတက်ဆင်းလေးတွေကတော့ရှိပေမဲ့အဆင်ပြေပါတယ်9နာရီကျော်တဲ့ကျွန်တော်တို့10တော်ဦးစီရီကိုရောက်ပါပြီ10တော်ဦးစီရီကိုတက်ပူမှာပါဒါကတော့ဘုန်းတော်ကြီးတင်ပညာရေးကျောင်းမှာဘုန်းတော်ကြီးတင်ပညာရေးကျောင်းမှာတပိန်းနေအခက်ကျွန်တော်တို့တောင်ပေါ်ကိုဆက်တက်ပြခဲ့ပါတယ်ဒါကတော့တတိယမြောက်ရောက်ပေမဲ့ဒီတစ်ခေါက်မှပဲ10တော်ဦးစီရီကိုဝင်ပြီးဖူးရတာပါ10တော်ဦးစီရီဘောကနေကြည့်ရတဲ့ view ကလည်း10တဲကတော်တော်ကိုလှတဲ့ view တွေကိုဒီတနေရာတွေကနေတွေ့နိုင်ပါတယ်ကျွန်တော်တို့တွေမပန်းမဲနဲ့နင်းလာကြပြီမဲ့ဒီအချိန်မှာဒီရှုခင်းလေးကိုတွေ့ရတော့အများကြီးကိုမောပြည့်အဲ့ပါပဲငါချင်းအလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်ပတ်ဒီမှာလည်းလိုက်ပါကြဖို့တိုက်တွန်းပါတယ်ကျွန်တော်တို့ကတော့ကျမ်းမာရေးအတွက်စပိတ်စီရဆိုတော့အဝေးကြီးမစီးနိုင်ပြီမဲ့ကိုဒေတာထဲမှာ-10ပတ်လည်လောက်စီကျွန်တော်တို့ဖရားပြန်ဆင်းမှာတော့ဆယ်တော်ဦးစီရီရဲ့ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက်ဆရာတော်ကို5300လူရန်ခဲ့ပါတယ် She writes down cities on her wrist and dreams she'll never keep I sip my coffee miss my cue still anchored by my fear but time rolls on like open roads and soon she won't be here oh traveler you carry the sun in your stride leaving behind what I hold inside if I don't ask your name today I may never get the chance to walk beside your wandering dance maybe next year in Madrid or on some quiet mountain ridge I'll see you turn and I'll be brave but what if courage comes too late
Oh, traveler, သိလား the world နောက်ရ is ဆဲဆိုရင် လိုက်မယ် yours, ပြောပါ and I just stood afraid of fate. If I don't take that step today, you'll vanish with the train, and I'll never see your တော် smile လိုက်တာ again. ကလီတို့ဆဲအပြန်မှာတော့ကျွန်တော်တို့ဖွဲ့ဟာဘုတန်သိပ်ပါရဲ့ဒီပါမြတ်တောင်စိန်တောင်မြတ်တောင်ဝင်ဖြစ်ခဲ့ပါတယ်အေးချင်းညီရက်တဲ့တောင်လေးမှာတရားဓမ္မနဲ့မွေးပျော်နေကြတဲ့ယသိသူတော်စင်ကြီးတွေကိုလည်းတွေ့ရှိခဲ့ရပါတယ် ဒီကဘုရားမဟာစိနကဓမ္မတိအဲ့ကောင်လေးလည်းမိုက်တွေ့နေမှာ အပန်းကြအလုံးနေလာရောအဲဂူရောဟန်ကိုလေ ဒီလုံးနေပြန်လန်းကိုတော့ကျွန်တော်တို့ကခန်းကောကျွန်းဆယ်မြောင်းလန်းကပြန်ခဲ့ပါတယ်လဲမျိုးလည်းပြန်မဲ့ကျွန်တော်တို့9ယောက်ကတော့အဲ့ဒီလမ်းကပဲပြန်ခဲ့တာဖြစ်ပါတယ်ဘူးမြင်တွေ့နေရတော့ဒါဇုံတွေကလမ်းတွေပါအဲ့ဒီဇုံတဲ့လမ်းကနေထွက်လာပြီးမကြခင်မှာကျွန်တော်တို့ဆယ်မြောင်းကိုဖြတ်တဲ့အမြန်လန်းတရားကိုရောက်ပါတယ်ဘူးမြင်တွေ့နေရတော့မြန်လန်းကတရားပဲဖြစ်ပါတယ်အဲ့ဒီဆယ်မြောင်းလန်းအတိုင်းထွက်လာပြီးမဲ့လမ်းကတော့မကောင်းပါဘူးလမ်းမကောင်းတာကတော့ပြည်တဲ့အတိုင်းပါပဲတချို့နေရာတွေမှာရေမကုန်သေးတော့ရေပွက်တွေကိုစပိန်ကိုထမ်းပြီးတော့ဖြတ်ခဲ့ကြရပါတယ်မမရရပါပဲ